ကဲဒီနေ့မှလည်းချောင်းဖက်ဆက်ဖတီယာတို့ရဲ့နိုင်ကြီး6000ကျဝဲလေးပဲဖြစ်ပါဒီဘက်ဖတီယာကတော့ဂရိုးပဲဝင်ထားတယ်ဘက်ကလည်းရှီယိုကစောင်းဝဲကျန်းတယ်ကဲဘယ်လိုဆက်ပြီးတော့ရှီယိုချောင်းအောင်လဲတော့ရှုပ်လို့မရဘူးကလည်းဂရိုးပဲနဲ့ဆိုတော့ဘိုးကြီးစောင်းဝဲကြည့်ကောင်ကဲချီပေါင်း20တင်ထားအဲဘုံလေးနဲ့တော်တော်ပြစ်ကန်ဝီထရီပူရှင်လို့ကပြောတယ်သူဓာတ်မရင်နာတယ်ရှီယိုရဲ့ဂိမ်းဆိုင်ရစောင်းဝဲကြောက်ပေါ့ကဲအဲ့ဒီဖြက်ကန်တဲ့ချောင်းကဲမဖီယာအဲ့ဒီဖွင့်ပြီးပြန်ရိုက်တယ်ရောင်နာရောဒီလိုက်ရိုက်တယ်ချောင်းဝါဆက်လောက်ကြအောင်လူလေးဖြစ်ပြန်လာပြီးရောနဲ့စစ်နေထားတယ်ဟာရောင်ကြီးပြက်တယ်ဟာရှီယိုရဲ့စောင်းဝဲကောင်းတာပဲရောင်ကဲချောင်းတော့လည်းတွေးနေတယ်ဗျဖရီယာခုတည်းနေဝင်မလားဖရီယာအဲ့ဒီဖွင့်ပြီးရောင်ကြီးဝင်ရိုက်ပြီးကလေးညိုတဲကိုရိုက်တော့ချောင်းဘာမှတော့လှုပ်ချင်မရဘူးရောင်ကြီးဖရီယာလည်းမင်းတော့ရှော့လို့မရဘူးကွာဘလိုပဲတောင်းဝင်ထားရဆိုကဲဆက်ဖြစ်ဦးချောင်းဘုံနဲ့စစ်တင်နေရအောင်အဲဘုံနဲ့ဖရီယာအဲ့ဒီဖွင့်တော့မရဘူးရောင်ကြီးအဲ့ဒီဖြစ်ကန်တဲ့ဘေးဒီတဲထိုးနေပဲရောင်ရှီယိုကြီးလည်းနားလာရောင်ဓာတ်မိတ်ကြီးဟန်ပြီးအောင်နိုင်ထားရလို့ကြားတယ်ဖဲချောင်းတော့ခြုံထဲမှာပဲစောင့်နေရောင်ဖရီယာတော့လမ်းထွက်ရှင်ဖဲချောင်းဝင်လာပြီးရောင်တူးလေးနဲ့ဂျုံ20တင်ထားရောင်အဲဘုံဖဲအောင်အဲ့ဒီဖြစ်ကန်တော့ပြင်းတော့ဓာတ်မိတ်ကြီးရောင်ရေဂိမ်းဆန်ကြီးကြောက်စရာပဲကွာရှီယိုကြီး